မင်္ဂလာပါရှင်။တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့စကားအတိုင်းမိမိဘဝတိုးတက်ပြောင်းလဲဖို့အတွက်အခွင့်အလမ်းတွေရရှိနိုင်တဲ့အရက်ဒေတာကိုပြောင်းရွှေ့အခြေချဖို့လိုအပ်ပါတယ်။ပြောင်းရွှေ့အခြေချဖို့ရွေးချယ်ရမှာလေလူနေမှုအဆင့်တန်းစီးပွားရေးတည်ငြိမ်မှုလုံခြုံမှုကျန်းမာရေးစနစ်ပညာရေးလူမှုအဆောက်အအုံနဲ့တဘာဝပတ်ဝန်းကျင်စတဲ့အချက်တွေပေါ်မူတည်ပြီးတော့ရွေးချယ်နိုင်ပါတယ်။အခုတစ်ခါမှာတော့2025ခုနှစ်အတွက်ပြောင်းရွှေ့အခြေချဖို့အကောင်းဆုံးနိုင်ငံ10ခုအကြောင်းကိုရွှေမြန်မာပြည်သက်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်ရှင်။နံပါတ်1ကနေဒါနိုင်ငံကလူမှုဖူလုံရေးကောင်းမွန်တဲ့ကျန်းမာရေးစနစ်ပညာရေးအဆင့်မြင့်မှုတွေလူဝင်မှုမူဝါဒဖွင့်လှစ်မှုစတဲ့အချက်တွေကြောင့်ပြောင်းရွှေ့အခြေချဖို့အကောင်းဆုံးနိုင်ငံဖြစ်ပါတယ်။ငြိမ်းချမ်းပြီးတော့လူမျိုးဘာသာပေါင်းစုံပေါင်းစည်းနိုင်မှုကြောင့်လည်းနာမည်ကြီးပါတယ်။နံပါတ်2ဆွစ်ဇာလန်နိုင်ငံကတော့စီးပွားရေးတည်ငြိမ်မှုတဘာဝအလှတရားနိုင်ငံရေးတည်ငြိမ်မှုနဲ့ကမ္ဘာအဆင့်မီကျန်းမာရေးနဲ့ပညာရေးစနစ်တွေကြောင့်စိုးရိမ်စရာမရှိဘဲပြောင်းရွှေ့အခြေချဖို့အကောင်းဆုံးနိုင်ငံပဲဖြစ်ပါတယ်။နံပါတ်3နော်ဝေနိုင်ငံဟာလူမှုရေးတန်းတူညီမျှမှုလူဒန်းစားမခွဲခြားမှုတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအလုပ်ခွင့်အခြေအနေကောင်းမှုအခမဲ့ပညာရေးအစိုးရ၏ပံ့ပိုးကူညီမှုတွေကြောင့်ပြောင်းရွှေ့အခြေချသူတွေအတွက်အကောင်းဆုံးနိုင်ငံတစ်ခုပဲဖြစ်ပါတယ်။နံပါတ်4ဩစတြေးလျနိုင်ငံရာသီဥတုကောင်းမွန်မှုတွေလူနေမှုအဆင့်တန်းမြင့်မားခြင်းအလောက်ကိုင်းအခွင့်အလမ်းများပြားခြင်းတို့ကြောင့်မြို့ကြီးတွေမှာနိုင်ငံတကာကလူမျိုးပေါင်းစုံကပြောင်းရွှေ့အခြေချနေထိုင်လျက်ရှိပါတယ်။နံပါတ်5ဂျာမနီကတော့အားကောင်းတဲ့စီးပွားရေးအခမဲ့ပညာရေးနည်းပညာတိုးတက်မှုတွေနဲ့ဥရောပတွင်သွားလာရေးလွယ်ကူမှုတို့ကြောင့်နာမည်ကြီးပါတယ်။နံပါတ်6နယူးဇီလန်နိုင်ငံကတော့ငြိမ်းချမ်းတဲ့နိုင်ငံလို့နာမည်ကြီးပါတယ်။တဘာဝဘေးအန္တရာယ်နဲ့ပါပြီးလူမှုရေးတည်ငြိမ်မှုကျေးလက်နဲ့မြို့ပြဟန်ချက်ညီမှုတို့ကြောင့်ပြောင်းရွှေ့အခြေချတဲ့နိုင်ငံတွေစီးရင်မှာပါဝင်နေပါတယ်။နံပါတ်9ဆွီဒင်နိုင်ငံကတော့လုပ်ငန်းခွင်တွင်ကြားမှတန်းတူညီမျှမှုအခမဲ့ကျန်းမာရေးစနစ်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုတို့ကြောင့်မိသားစုနဲ့အတူနေထိုင်ဖို့အတွက်အကောင်းဆုံးနိုင်ငံတစ်ခုပဲဖြစ်ပါတယ်။နံပါတ်10ဒိန်းမတ်ကတော့ကမ္ဘာအပျော်ရွှင်ဆုံးနိုင်ငံအဖြစ်သတ်မှတ်ခံထားရပြီးလူမှုဖူလုံရေးစနစ်ကောင်းမွန်ပြီးအလုံးနဲ့ဘဝဟန်ချက်ညီမျှမှုတို့ကြောင့်ကမ္ဘာပေါ်မှာပြောင်းရွှေ့အခြေချဖို့အကောင်းဆုံးနိုင်ငံတွေကတစ်ခုပဲဖြစ်ပါတယ်။နံပါတ်9ဖင်လန်နိုင်ငံကတော့ပညာရေးစနစ်ထက်တန်းကြားမှုနည်းပညာတိုးတက်မှုတဘာဝအလှတရားနဲ့လုံခြုံစိတ်ချရမှုမြင့်မားခြင်းတို့ကြောင့်ပြောင်းရွှေ့ဖို့အသင့်တော်ဆုံးနိုင်ငံပဲဖြစ်ပါတယ်။နံပါတ်10ဂျပန်နိုင်ငံကတော့ယဉ်ကျေးမှုအမွေနဲ့ကြွယ်ဝမှုနည်းပညာမြင့်မားမှုကျန်းမာရေးစနစ်ကောင်းမွန်ခြင်းတို့ကြောင့်အာရှမှာနေထိုင်ဖို့အကောင်းဆုံးနိုင်ငံတွေကတစ်ခုပဲဖြစ်ပါတယ်။ဘယ်နိုင်ငံကိုပြောင်းရွှေ့ဖို့အကောင်းဆုံးလဲဆိုတာကတော့မိမိရဲ့ရည်မှန်းချက်အလောက်ကိုင်းနဲ့ဗန်နာရေးအခြေအနေတွေပေါ်လည်းမူတည်နိုင်ပါတယ်။နိုင်ငံတစ်ခုချင်းစီရဲ့ဗီဇာနဲ့အခြေချခွင့်စီးမြင်တွေကိုလည်းတေချာလေ့လာသင်ပါတယ်။ဒီဗီဒီယိုလေးကိုတော့ဒီမှာပဲအဆုံးသတ်ပါရစေရှင်။အခုလိုဗဟုသုတရစေမယ့်အကြောင်းအရာတွေကိုလည်းအမြဲတမ်းတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရွှေမြန်မာ channel ကိုလည်း subscribe လုပ်ထားဖို့အကြံပေးပါရစေ။ကြည့်ရှုသူပေါင်းကိုစိတ်နှဖျားကျန်းမာကြပါစေ။